အားလုံးပဲမင်္ဂလာပါရှင်ကျမအခုချုပ်ပြမဲ့ဒီပုံလေးရကြတော့ကျမဒါအဖွားတရားအတွက်ပေါ့နော်သူကအုံနည်းနည်းမာလေးလဲပါခြင်းနဲ့ပေါ့နော်ဒါပေမဲ့အဖွားကဘယ်လိုပြောမလဲရင်ကြားကလည်းဝေးနေပြီပေါ့နော်ပြီးတော့တိတ်ပြီးတော့လည်းအုံခွက်ကဖောင်းအားသိမ်းမရှိတော့ဘူးဆိုတော့ကျမတို့ပုံမှန်ချုပ်နေကြအုံခွက်တွေကိုဒီအပေါ်ရှင်အုံရဲ့အလေအဖောင်းကိုလည်းနည်းနည်း short ထားရပေါ့နော်အောက်ရင်အုံရဲ့အလေအဖောင်းကိုလည်းနည်းနည်း short ပြီးတော့ကျမတို့ခွက်ကိုတိမ်တိမ်လေးပဲပေါ့နော်ဒါဗီဒီယိုထဲမှာတော့နည်းနည်းလေးဖောင်းနေလို့တော့ဖြစ်နိုင်တယ်ပေါ့နော်အပြင်မှာတော့ဒါတိမ်တိမ်လေးနော်အဲ့တိမ်တိမ်လေးအနေထားလေးကိုကျမကချိန်လိုက်တယ်ပေါ့နော်ပြီးဒီကြားထဲမှာကျမကရင်ကြားလေးကိုအစားထိုးမယ်ပေါ့နော်အဲ့ရင်ကြားကိုဒီလိုဒဲအနေနဲ့ပဲအစားထိုးလိုက်ရတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီလိုမျိုးလေးထိတ်ကလေးကသေးပြီးတော့ဒီအောက်ခြေကိုခက်ကားကားလေးနော်အဲ့လိုပုံစံမျိုးလေးကျမကအစားထိုးလိုက်ရတယ်ဒါပေမဲ့ကျမတို့ရဲ့ဒီပတန်အနေထားကဒီလိုဒဲလေးလုံးမှအောင်လေးကပုံထွက်အဆင်ပြေရပါတော့ဒီလိုကိုကဒီလိုခက်ကားကားလေးလုံးမယ်ဆိုလို့ရှိရင်ကြတော့ကျမတို့ပြန်ပြီးတော့ဒီအောက်လေးကိုနည်းနည်းစားထုတ်လိုက်ပေါ့နော်စားထုတ်ပြီးတော့မှတွဲလိုက်တာလေးကတော့ပို့အဆင်ပြေပါတော့အဲ့တော့ကျမတို့ဒီမှာဒဲလေးပဲလုပ်ပြလိုက်မယ်ပေါ့နော်အဲ့တော့ကျမတို့ကအလဲအမှတ်လေးသိရအောင်လို့ပေါ့နော်အဲ့တော့အလဲအမှတ်လေးနေရာမှာကတိလေးတောက်ထားလိုက်မယ်ပေါ့နော်ဒီဘက်ကိုလည်းကတိလေးတောက်ထားလိုက်မယ်အဲ့ဒါပဲအလဲအမှတ်အတွက်လဲဆိုတော့ကျမတို့ကဒီမှာပေါ့နော်ကျမတို့အုံနဲ့ဒီလိုတွဲတဲ့ခါကြလို့ရှိရင်ဒီမှာအုံရဲ့အလဲချုပ်ရိုးချောင်းနဲ့ဒီဘက်ကိုဘက်နဲ့ဒီဘက်နှစ်ခုညီအောင်လို့ကျမတို့ကတိတောက်လိုက်တဲ့သဘောပေါ့နော်အဲ့တော့ဒီအုံတစ်ဖက်ကိုပဲကျမတို့အရင်ချုပ်မယ်အဲ့တော့ဒီလိုမျိုးလေးငုံလိုက်ပေါ့နော်ကျမတို့ရဲ့ချင်းအုံလေးနော်အလဲမှတ်အချင်းချင်းအဲ့လိုလေးထားဒီမှာလည်းအလဲမှတ်အချင်းချင်းလေးထားဒါလေးကလေချုပ်တာလွယ်လွယ်လေးပါကျမတို့ခဏခဏလာမိကြယူရှိရဲကျမလည်းအဲ့ဒါမချုပ်ပြဖြစ်တာနဲ့အခုဒီဗီဒီယိုထဲမှာကြုံလုံးလေးကျမအထည်လေးချုပ်နေအောင်လေးရိုက်ပြလိုက်တာပါနော်ဗီဒီယိုလေးကြည့်ရအဆင်ပြေရဲတခြားလူတွေလည်းသိပညာရအောင်လို့ဒီဗီဒီယိုလေးကို like and publish share လေးလုပ်ပြီးလို့ရရနော်ဒါတော့ကျမကတစ်ဖက်ကိုချုပ်လိုက်ပြီနော်ဒီလေးချုပ်ပြီးပြီဆိုရင်ကျမတို့လက်သေးလေးနဲ့ချက်လိုက်နော်လက်သေးလေးနဲ့ချက်လိုက်ပါချက်လိုက်ပြီးဒီဘက်ကိုကျမတို့အဖျားဆုပ်လေးတစ်ကြောင်းလောက်နင်းပေးလိုက်ပါနော်ဒါတော့ကျမဒါတက်တယ်လေးပဲဆက်ပြပေးရပါတော့အဆောင်လေးဆိုရင်လည်းနည်းနည်းလေးတော့ပိုလက်ထိန်ရနည်းနည်းပိုလက်ဝင်နေပါတော့အဆောင်လေးလည်းစမ်းကြည့်ကြပါတော့အဲအဆောင်လေးလှုပ်ချင်တယ်ဆိုရင်ကိုယ့်ရဲ့ဒီအောက်ရင်အောင်ကိုကျမတို့ဒီမှာ2စိတ်လောက်ပေါ့နော်2စိတ်လောက်ဒီလိုရှူပြီးတော့အထဲကိုစောင်းချလိုက်နော်အဲ့လိုစောင်းပြီးတော့မှတက်မှာအုံလေးကပုံထွက်လာနေမှာနော်အဲ့တော့ဒီလိုလေးတစ်ခုရပြီဆိုရင်ကျမတို့နောက်ထပ်တစ်ခုဆက်ကြမယ်ဒီလေကအပြားကိုထားခြင်းလောက်ထားလို့ရရပါတော့ကျမတို့ဟိုဘက်ဒီဘက်ချုပ်စာရေးဖယ်လိုက်မယ်ဆိုရင်တလက်မ2စိတ်အပြားလောက်အကြံလေးထားတာပေါ့နော်အဲ့တော့တလက်မ2စိတ်အပြားအကြံဘေးက2စိတ်2စိတ်ချုပ်စာနဲ့ဆိုတော့ကျမတို့ကစုစုပေါင်းဒီအပြားကကျမတို့တလက်မ6စိတ်အပြားလောက်ညှက်ထားမယ်ပေါ့နော်အဲ့ဒါမှချုပ်စာ4စိတ်ဖယ်လိုက်ရင်အလဲမှာတလက်မ2စိတ်အကြံလောက်ပေါ့နော်ဒါရတော့ကျမတေချာတိုင်းထွာပြီးလောက်တာတော့မဟုတ်ဘူးဟိုပါပေါ့နော်ခက်မှန်းကြည့်ပဲနော်ဒီမှာကျမတို့အလဲမှတ်လေးနှစ်ခုကနည်းနည်းလေးလွဲသွားနိုင်တယ်အဲ့တော့အောက်ကအမှတ်လေးကိုတစ်ချက်ခဲနဲ့ပြန်တိုးလိုက်မယ်နော်ဟုတ်ဒီမှာနော်နည်းနည်းလေးဒီလိုလေးလွဲသားနိုင်ပြီနော်ဒီမှာလည်းအလဲမှတ်လေးနဲ့ပြန်ချိန်မယ်လက်မနဲ့ပြန်ချိန်ပြီးတော့ကျမတို့တစ်ချောင်းပြန်နင်းကြမယ်ပေါ့နော်ဒီသေးတစ်ပြားစာနင်းပါနော်ချုပ်စာအောင်ဒါကျမတို့အောက်ကိုအရင်ဆုံးတွဲလိုက်တာပေါ့နော်နော်အောက်ချမ်းလေးကိုအရင်တွဲလိုက်တာပြီးလက်သေးလေးနဲ့ချက်ထားလိုက်အောင်နော်ချက်ထားလိုက်ပြီးတော့ဒီအပေါ်ချမ်းလေးကိုလည်းပဲကျမတို့2စိတ်ခန့်ခောက်လိုက်ကိုကချုပ်စာဘီလေးတစ်ပြားစာ2စိတ်လောက်ချုပ်ထားဆိုတော့2စိတ်ခန့်ဒီလိုလေးခောက်လိုက်ပြီးတော့ဒီအပေါ်ကချုပ်ရိုးလေးကိုအုပ်လိုက်မယ်နော်ချုပ်ပြီးတော့ကျမတို့အဖျားဆုပ်ပြန်တင်ပြီးတော့နင်းမယ်ပေါ့နော်အဲ့လိုလေးနင်းပြီးဆိုလို့ရှိရင်ကျမတို့ဒီဟာလေးကိုဆက်ထားတဲ့ချုပ်ရိုးလေးကိုတစ်ချက်ပြန်နင်းမယ်ပြီးရင်သူ့ရဲ့အုံအချွန်လေးတိုင်းပဲအချွန်လေးနင်းချလိုက်မယ်ပြီးဒီဘက်ကိုပြန်သွားမယ်ဒီဘက်မှာလည်းပဲဒီလေးတစ်ပြားစာလေးเนาะကျမတို့အုံချုပ်ရိုးပေါ်လေးကိုအဲ့လိုလေးနင်းလိုက်မယ်ကဲဒီလိုလေးရပါပြီအဲ့လိုလေးရပြီဆိုရင်ကျမတို့ဒီအလဲကောင်ဟာကိုနှစ်ခုပူပြီးတော့ညှက်လိုက်မယ်ပေါ့เนาะအချွန်လေးကိုအုံလေးနှစ်ခုပူလိုက်ပါပူလိုက်ပြီးတော့အလဲအချွန်လေးကိုအဲ့လိုလေးညှက်လိုက်ပါဒီအောက်ခြေကိုလည်းပဲအဲ့လိုပဲဒီပူးထားလေးရဲ့အတိုင်းလေးပဲလိုလေးညှက်လိုက်ပါဒါကကျမတို့အဖွားဝိတ်ထည့်ရင်မှဒီလိုပုံစံလေးထည့်ပြီးအဆင်ပြေရယ်နော်အဖွားဝိတ်တွေကသူကနည်းနည်းရင်ကြားဝေးရယ်ပြီးလို့ရှင်သူတို့က
အုံခွက်ဖောင်းတာအဆင်မပြေဘူးပေါ့နော်ပြီးတော့အဖွားကြီးကအပြင်ဝတ်လို့ရှိရင်အုံနည်းနည်းမာလေးလည်းလိုချင်တယ်ဆိုရင်ကျမတို့ကလိုဆက်ကြောင်းလေးတွေလည်းပေါက်ထားပြီးရအလဲလေးကိုရင်ချားလေးလည်းထည့်ပေးလိုက်တယ်နော်ရင်ချားလေးထည့်ပေးလိုက်တော့ခွက်ရဲ့ဖောင်းအားနည်းနည်းနေသွားတယ်အဲ့လိုပဲသူ့အချင်းချင်းဆက်မယ်ဆိုခွက်ရဲ့ဖောင်းအားပုံများတယ်ပေါ့နော်ဒီလိုလေးဝေးပေးလိုက်ရင်ခွက်ရဲ့ဖောင်းအားနည်းနည်းလေးဘေးကိုပြန်သွားတယ်ပေါ့နော်ဒီနီးလန်းကကျမတို့အစီရမ်းများတယ်ခဏကိုဝါပြီးရင်သားသေးရဲ့သူတွေအတွက်လည်းဒီနီးလန်းကိုအသုံးပြုလို့ရတယ်ပေါ့နော်ဒီရင်ကြားဒီလိုလေးထည့်လို့ရတယ်ပြီးလို့ရှိရင်ကျမတို့ကဘိုက်ချမ်းလေးတင်ပြီးတော့ပြန်ပြီးတော့ဆက်လိုက်တယ်ပေါ့နော်နောက်ကျမတစ်ဆက်တည်းဘိုက်ချမ်းလေးနဲ့တွဲရလေးပါရိုက်ပြလိုက်မယ်နော်ပညာရအောင်လို့ပါဒါကကျမတို့ပုံမှန်စနေတာဘိုက်ချမ်းမဟုတ်ဘူးဒီလိုမျိုးတင်ပြီးနင်းတဲ့နီးလေးပေါ့နော်ကျမတို့ကဒီမှာဒီဘိုက်ချမ်းလေးကိုဟိုပေါ့ဒါအလေကောင်နော်ဒါလည်းသူ့ရဲ့အလေကောင်ချင်းချင်းထားလိုက်မယ်ဘေးနှစ်ဖက်ကအညီပေါ့နော်ဘေးနှစ်ဖက်ကအညီထားပါအလေကောင်ဘေးနှစ်ဖက်ကအညီအဲ့တော့ကျမတို့ကပြောလို့ရှိရင်ဒီမှာဒီထိတ်ကလေးကနည်းနည်းလေးပိုချွန်နေတော့ထိတ်ကလေးကိုနည်းနည်းလေးစားရမယ်ပေါ့နော်လိုလေးတင်ပြီးတော့ဒီဟာလေးကိုခဲနဲ့မှတ်ပြီးထိတ်ကလေးကိုနည်းနည်းစားပေးလိုက်ပေါ့နော်ပြီးတော့ဒီဘီးလေးရလည်းပဲကျမတို့နည်းနည်းစီပူနေရအဲ့ပူနေဘီးလည်းတစ်ခါညှက်ထုတ်လိုက်မယ်ပေါ့နော်အဲ့တော့ဘိုက်ချမ်းကိုတော့ဝက်ချိုးအဖွားဝတ်တွေဆိုတော့ကျမတို့ဘိုက်ချမ်းတွေကိုစက်ကြောင်းမပေါက်လဲရရပေါ့နော်အဲ့တော့အရင်ဘိုက်ချက်ဆရာမလို့အဖွားတွေကအဖွားဝတ်တာဆိုတော့ကျမတို့ကဘိုက်ချမ်းကိုတိတ်ပြီးတော့ထုတ်ဆရာမလို့နော်အဲ့ဒီမှာဘိုက်ချမ်းလေးရပြီအဲ့ဘိုက်ချမ်းလေးကိုကျမတို့ဘီသေးတစ်ပြားစာပြင်တောက်မယ်အတွင်းထဲကိုကျမတို့ကခောက်ပြီးတော့ချုပ်မှာမို့လို့ပေါ့နော်ပြီးတော့ကျမတို့ဒီအုံလေးเนาะအဲ့အုံလေးကိုလည်းပဲတင်နင်းမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့မလားဘက်ကနေကိုကျိုးလေးနဲ့ဒီလိုလေးဒီလေးတစ်ပြားစာနင်းခဲ့เนาะအလေးမှာတုံလေးနည်းနည်းထည့်ခဲ့မယ်เนาะဒီဘက်ကိုပြန်ချိုးမှာမို့လို့ကျမတို့ချိုးရအဆင်ပြေအောင်တုံလေးနည်းနည်းလေးထည့်ခဲ့လိုက်ကျမတို့ဒါဘီတီတစ်ပြားစာတင်နင်းလိုက်တာပေါ့နော်နင်းပြီးပြီဆိုလို့ရှိရင်ဒါလေးကိုအလှဘက်ကိုပြန်လှန်ဖို့အတွက်ဒီလိုလေးခောက်လိုက်ပါခောက်လိုက်ပြီးတော့ဒီမှာအလှဘက်ကိုလှန်ပြီးတော့ပြန်ချုပ်ပေါ့နော်ဒါလေးကခောက်တာမမီသမီလေးဖြစ်နေလဲရရပေါ့နော်ဒါလေးကကျမတို့ကဒီအုံကိုတက်အနားလုံးလိုက်တာပေါ့နော်အဲ့ပြီးတော့မှဟိုဘိုက်ချမ်းလေးကိုတင်နင်းလိုက်ပါကျမတို့ဒါလေးကိုအဆုံးထိပြီးအောင်လို့ခောက်ပြီးတော့ချုပ်လိုက်မယ်နော်ဒီမှာကျမတို့တစ်ခြားလုံးအဓိကတော့ဒီမလားဘက်ကကြည့်မယ်ဆိုရင်ကျမတို့ကဒီအုံရဲ့အနာသက်လေးကိုလုံးကုတ်လိုက်တဲ့ပုံစံမျိုးလေးပေါ့နော်ဒီအရှိမာကတချို့နေရာတွေမှာတိတ်မမိရပါညာရှိခဲ့လဲကိစ္စမရှိဘူးကျမတို့ကဘိုက်ချမ်းလေးကိုခောက်ပြီးသွားလို့ရှိရင်ဒီပေါ်ကနေဘိုက်ချမ်းလေးကိုဒီလိုပြန်တင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဘက်ချမ်းကတိတ်ပြီးလှနေစရာမလိုဘူးဒီကဒီမလားချမ်းကဒါလေးလုံးကုတ်ပုံစံလေးဖြစ်နေဖို့ပဲလိုရပါတော့အဲ့တော့ဒီအပိုင်းလေးပေါ့နော်အဲ့တော့ဒါလေးကိုလည်းပဲကျမတို့အလဲတစ်ဝက်ချိုးလိုက်ချိုးပြီးတော့ကကြီးလေးတောက်လိုက်မယ်ဒါအလဲပေါ့နော်ကျန်တာလေးတွေလည်းကကြီးလေးလိုက်တောက်ပါမယ်အတွင်းကိုကျမတို့ကပြန်ခောက်ပြီးတော့ချုပ်မှာဆိုတော့ခောက်ရတာပိုအဆင်ပြေအောင်ကကြီးတောက်တာလေးကိုခက်စိတ်လေးတောက်ပြီးပေါ့နော်ဒါအလှဘက်ချမ်းအဲ့တော့မလားဘက်ကိုလှမ်းမယ်ဒါလေးကကျမတူတိုရဲ့ဗီဒီယိုအနေနဲ့ရိုက်တင်တာဆိုတော့မိနစ်တွေများသွားရင်မကြည့်တင်ပါဆိုလို့ပေါ့နော်ကျမနည်းလေးခက်မြန်လေးပဲချုပ်ပြသွားမယ်နော်တကယ်လို့အသေးစိတ်တေချာလိုက်လေးလာပြီးလိုက်ချုပ်နေတဲ့သူတွေရှိရဆိုလို့ရှိရင်ဒီဗီဒီယိုလေးကိုနည်းနည်းစီပြန်ကြည့်ပေါ့နော်ကျမဒီမှာအရင်အသေးစိတ်ကြီးတော့မရှင်းပြတော့ဘူးပေါ့နော်ဒီမှာကျမတို့ဘိုက်ချမ်းလေးချုပ်ပြီးသွားပါပြီ။နော်ဒီလိုလေးရပြီ။အဲရပြီဆိုလို့ရှိရင်ဒီမှာဒီအုံရဲ့အလဲနဲ့ဒီလိုပေါ့နော်။အဲအုံရဲ့အလဲလေးကိုကျမတို့ခဲလေးနဲ့နည်းနည်းလေးအရာလေးရနည်းနည်းတိတ်ထားလိုက်မယ်နော်။အုံအချွန်လေး
မတာအလေလေးပေါ့နော်အလေလေးနဲ့ဒီအချွန်လေးနဲ့ငါအဲ့လိုလေးတိတ်ဆိုင်နေအောင်လို့ထားပြီးချုပ်ရမယ်ကျွန်တော်တစ်ခါကိုကျမတို့အရင်တိတ်ဆိုင်လိုက်မယ်ပေါ့နော်အဲ့အလေမှတ်နဲ့ဒီပိုက်ချမ်းရဲ့အလေနဲ့ပြီးရင်ကျမတို့ဒီဘေးကနေစပြီးတော့တင်နေပါမယ်နောက်ကျမတို့ဒီချုပ်ထားတဲ့ဟာလေးကိုအုပ်ရမယ်နော်သူ့အုပ်လိုက်ပြီးတော့မှညင်ရပါမယ်အလေးမှာအထောက်မယ်အထောက်ပြီးတော့နောက်တစ်ချမ်းကိုအုပ်ပြီးတော့ပြန်ချုပ်မယ်ဒီဘေးလေးရတော့ပြီးအုံလေးကိုနည်းနည်းလေးပြန်ပြီးတော့နှီးလိုက်ပေါ့နော်ဒီမှာဒီလိုလေးဆက်ပြီးွားပြီပေါ့နော်ဒီမှာအလေးမှာအချွန်လေးနဲ့ပေါ့နော်ချွန်လေးနည်းနည်းလေးဘေးလေးကိုနည်းနည်းလေးရွေ့သွားရပေါ့နော်အလေးကောင်တက်တက်လေးကြာရင်ပိုကောင်းတယ်နော်ဒီကျမတို့နောက်ထပ်ဘီလေးတစ်ပြားစာနင်းလိုက်ပါမယ်အဲ့ဘီလေးတစ်ပြားစာနင်းတာကျမတို့ဒီအုံလုံးကုတ်ကိုထားတဲ့ချုပ်ရိုးလေးပေါ်ကိုနင်းတာပေါ့နော်ဒီဘက်ကနေလက်ကလေးနဲ့စမ်းပြီးနင်းနေရပါတော့အလဲမှာအထောက်ပြီးတဲ့တစ်ဖက်ကိုကိုယ်ဒီမှာနော်ဒီဘက်ကနေဆိုရင်ဒီမှာကျမတို့ချုပ်ရိုးလေးနော်ဒီချုပ်ရိုးလေးပေါ်နင်းမိအောင်လို့တွားထားပါနော်အလားဘက်ကနေကြတော့ဒီလိုမျိုးလေးပေါ့နော်ပြီးတော့မှကျမတို့ဘိုက်ချမ်းလေးတွေပါလေးနည်းနည်းပြန်ညှိရပြီးွားလေးလုပ်ပေါ့နော်ဒါလေးကကျမတို့လိုလေးတွေပြန်စားပေးရကောင်းတယ်နော်ဘိုးတက်ခါကျရင်ဒီနေရာလေးကခြိုက်နေမှကျမတို့ဒီအုံကအောက်ကိုလေ body အောက်ကိုပြန်လျှောကြရပါအဲ့ပြဿနာမရှိရနော်ဒါလေးကအထက်ကိုအဲ့လိုလေးစောင်းဝင်ရမယ်နော်အဲ့ဟာကြီးတန်တိုင်းဖြစ်နေကျမတို့ဘလို့မှဝလို့မကောင်းနော်အပေါ်နဲ့ဒီအောက်မှာပေးရလေးနဲ့ချက်ကြည့်နော်ဒီကအထက်လေးကိုခြိုက်ဝင်နေမှာနော်သူမခြိုက်နေလို့ရှင်တန်တိုင်းဖြစ်နေအဲ့ body ကဘလို့မှဝလို့အဆင်မပြေဘူးမကောင်းနိုင်ဘူးနော်ပြီးကျမတို့ကအောက်ခြေလေးကိုခက်ဝက်ဝိုက်လေးပဲထားမယ်ပေါ့နော်အဲ့တော့ဘေးလေးကိုနည်းနည်းလေးညှိလိုက်ပေါ့နော်ဒါလေးလည်းကျမတို့အနားမလုံးခင်ပြန်ညှိခဲ့ရမယ်နော်လိုက်ချမ်းလေးကဒီလိုခက်ဝက်ဝိုက်လေးဖြစ်နေမှကျမတို့ရဲ့ပုံထွက်လေးကပုံလာပေါ့နော်အဲဆိုလို့ရှိရင်ဒီမှာအဖွားဝတ်အထည်လေးရဲ့နော်ရင်ကြားဆက်တဲ့ပုံစံလေးရဲ့ပြီးတော့ဒီမှာဗိုက်ဆက်တဲ့ပုံစံလေးရဲ့ဒါမလာဘက်ပေါ့နော်ဒီလိုလေးပါအုံချုပ်ရိုးကတော့ကျမဒါအရင်ကြီးအုံမမတောင်းကြီးမဖြစ်ချင်လို့ချုပ်ရိုးကိုဒီတစ်ကြောင်းပဲနင်းနေနောက်ထပ်ကန့်လန့်ဖြတ်တွေမထည့်တော့ပါဘောနော်အဲဆိုဒီကအုံလေးနည်းနည်းထူယုံလောက်ပဲ customer တောင်းဆိုထားဆိုတော့လေ customer အရင်ထူတောင်းလေးဆိုရင်တော့ကျမတို့နောက်ထပ်ဆက်ကြောင်းတွေရောထပ်ပေါက်မှာပေါ့နော်အဲ့တော့ဒီဗီဒီယိုလေးကအသုံးဝင်နေဆိုလို့ရှိရင်ကျမကို comment မှာမှန်းခဲ့ပေးပါအောင်နော်သဘောကျညှိတတ်ပါတယ်လို့မှန်းခဲ့ပေးပါအောင်လွတ်လပ်စွာလေး share လို့ရပါတယ်ရှင်အားလုံးကျေးဇူးတင်ပါတယ်ရမဟုတ်ဘူးရအမဒါလေးထပ်တွားလိုက်အောင်ပါ